theory လည်းသိတယ် intonation တွေလည်းပိုင်နေ linking songs တွေအထိအကုန်သိနေတာတော့ကိုယ့်ရဲ့ pronunciation ကဘာဖြစ်လို့အားနေနေသေးရလဲဆိုပြီးတော့ကိုပြင်မိနေရလားတကယ်တော့တင်ကလူသိအရန်နေတဲ့အရာတစ်ခုထပ်ပြီးတော့လေ့လာဖို့လိုနေတာပါအဲ့ဒီအရာဘာလဲဆိုရင် ending songs အဆုံးသတ်အတန်းပဲဖြစ်ပါတယ်ဖာပါခါကထာဒဒီလိုအတူကောင်းမှတ်လို့ရပါတယ်ပထမဆုံးဖီနဲ့ဘီဒီအတန်တစ်ခုမှာဖီကလေဖီကပုံများပါတယ်ဘီကကျတော့အတန်တုံခါမှု vibration ပုံပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့် stop don't drop the soup on the hop current stop don't drop the soup on the hop current နောက်တစ်ခုက K နဲ့ G သူကရှာရဲ့အနောက်ပိုင်းနဲ့အာကောင်နဲ့ထိပြီးထွက်ရတဲ့အတန်ဥပမာ I took a quick walk around the big lake I took a quick walk around the big lake နောက်ဆုံးတစ်ခုက T နဲ့ D သူကရှာပြားနဲ့အထက်သွားအရင်နဲ့ထိပြီးတော့ထွက်ရတဲ့အတန်အသုံးအများဆုံး ending songs တွေမှာပါတယ်ပေါ့နော်ဥပမာ He said that the cold night was bright He said that the cold night was bright အဲ့လိုအတန်ထွက်ပါတယ်ဒါရီတိအောင်နဲ့မလုံလောက်သေးဘူးspeaking ကိုဒီတက်ပို့ပြီးထိထိရောက်ရောက်နဲ့တဘာဝကြကြလေးလာခြင်းနဲ့ဆိုရင်ကျမတို့ရဲ့ Nexus မှာ foreigner t-shirts တွေတင် जा ပြီးမယ် speaking တီးတန့် class တွေရှိနေပါပြီလူတိုင်းမသိသေးတဲ့အထူး course တွေကိုတော့ Nexus ကကျောင်းသားတွေကိုပဲတီးတန့်တင်ပြီးတော့မှဖြစ်ပါတယ်အားလုံးအတွက် Nexus ပါ